နှစ်ရက်ကြိုတင်၍မိထုံကူးမိဝိဇ္ဇရူဘိုင်းကျုပ်ဆရာတော်ဘုရားကြီးဥကောဝိဒကိုယ်တိုင်ထင်ထင်ရှားရှားကြွရောက်ပြီးတော့မိထုံကူးမဲ့အစီအစဉ်တွေမိထုံကူးလုပ်ငန်းတွေမိထုံကူးတာကိုသစ္စာရှိရှိတပည့်တို့ရဲ့ဂရိတီတီဆရာနဲ့တပည့်နဲ့ဆရာတဦးနဲ့တူအသက်ပေးကာကွယ်ဖို့ရာအတွက်ဆုံးမတဲ့နေရာဖြစ်ပါတယ်လို့ယခုတီလာပေးနေတဲ့ဆရာတော်ဘုရားကြီးဟာသူကိုယ်တိုင်ပဲမိထုံကူးမဲ့တန်ဝိဇ္ဇရူဂိုင်းကျုပ်ဆရာတော်ဥကောဝိဒဖြစ်ပါတယ်မိထုံမကူးခင်မှာတပည့်တွေကိုသီလာပေးပြီးတော့ဆုံးမဩဝါဒစကားတွေကိုမိန့်ကြားနေပါတယ်ခင်ဗျာအစည်းအဝေးကျင်းပပြီးကျွန်တော်တို့ဆင်းလာတဲ့ဘုသူကျော်ဝင်းတို့ဦးကန်းလာတို့เนาะဒေါက်တာ